solution ကျွန်တော်နောက်တစ်မျိုးလေးဆွဲပြမယ်နော်နောက်တစ်ခုကတော့ကျွန်တော် tree ကန်လေးတစ်ခုဆွဲကြည့်အောင် tree ကန်ဆွဲဖို့အတွက်ကတော့အရင်ဆုံးထုံးစံအတိုင်းကျွန်တော်တို့ line လေးကိုယူလိုက်မယ်နော်ယူလိုက်ပါပြီပြီးရင်ကျွန်တော်ဒီခုနလိုပဲတနေရာကနေစပြီးတော့ထုတ်ပါမယ်ဟုတ်ပြီဒီမှာလည်းပဲကျွန်တော်တပေလို့ရိုက်ပြီးတော့ enter လေးခောက်ပါမယ်တပေရပါပြီအဲ့တော့ကျွန်တော်တို့က triangle ဆွဲမယ်ဆိုတဲ့အတွက်เนาะ tree ကန်ပေါ့เนาะဆွဲမယ်ဆိုတဲ့အတွက် tree ကန်ဘယ်လိုဆွဲမလဲပေါ့เนาะအဲ့တော့ကျွန်တော်က tree ကန်ဆွဲမယ်ဆိုလို့ရှိရင်အလယ်မှာမြင်းချောင်းလေးချောင်းကိုကျွန်တော်ထောင်းလိုက်မှာဖြစ်တဲ့အတွက်ဒီနေရာမှာကျွန်တော်အဆုံးသတ်ပါမယ်အဆုံးသတ်မယ်ဆိုတော့ဘာလို့ရမလဲဆိုရင် enter လေးခေါ်လိုက်ပါဟုတ်ပြီအဲ့တော့ enter ခေါ်လိုက်ရင်သူအဆုံးသတ်သွားတယ်ပြီးရင်ကျွန်တော်တို့ပြန်ပြီးတော့ line ကိုပြန်ခေါ်မယ်ပြန်ခေါ်တဲ့ကခုန line ကိုခေါ်ထားပြီးသားဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီ2ဘာကိုတွားနှိပ်စရာမလိုတော့ဘူး enter လေးပဲပြန်ခေါ်လိုက်ပါအဲဆိုရင်ဒီမှာ line လေးပြန်ရပါတယ်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ line လေးမှာ line လေးကိုဒီဆွဲမယ်ဆိုရင်ဒီလက်ရှိဆွဲထားတဲ့ line လေးရဲ့အလယ်ကောင်သားကိုတွားတိုးလိုက်မယ်သူကဒီမှာ mid point ဆိုပြီးပေါ်လာမယ်အဲ့ကတစ်ချက်တိုးလိုက်ပါပြီးရင်ကျွန်တော်တို့က down line လေးတစ်ခုထောင်းမယ်နော်အဲ့ဒါလေးကိုကျွန်တော်တို့ကထုံးစံတိုင်းတပေလောက်ရိုက်ပြီးတော့ enter လေးခေါက်ပါပြီးရင် enter လေးခေါက်ပြီးအစမ်းပြန်တက်မယ်ဟုတ်ပြီ line ပြန်ခေါ်မယ် enter ပဲခေါက်ပါ line လေးပြန်ဝင်ပါပြီဟုတ်ပြီဒီဘက်အချမ်းကနေစပြီးတော့ line လေးဆွဲမယ်ဟုတ်ပြီနော်ပြီးတော့အစပိုင်းဆိုအစလေးပေါ်လာပြီးတော့ end point ဆိုပြီးပေါ်လာတယ်အဲ့ဒီအချိန်မှာတစ်ချက်ပြလိုက်ပါဟုတ်ပြီရောက်လာပြီ line လေးဆွဲတဲ့က line ကအဖြောင့်ဖြစ်နေပါတယ်အဲ့လေးကိုကျွန်တော် line အဖြောင့်လေးကိုဖြုတ်ချင်တယ်ဆိုလို့ရှိရင်အပေါ်မှာ fx ဆိုတာလေးရှိပါတယ် keyboard ရဲ့ပုံမှာเนาะ f1 f2 f3 တဲ့က f8 เนาะ fx เนาะ f8 လေးကို8ပေါ့เนาะနံပါတ်8 f8 လေးကိုခဏလေးနှိပ်လိုက်ပါတစ်ချက်နှိပ်လိုက်ပါအဲဆိုရင်အဖြောင့် line လေးပြုတ်ပါတယ်ပြီးရင်ကျွန်တော်လိုတဲ့နေရာလေးကိုသွားပြီးတော့ဒီ line ရဲ့ဒီအပေါ်ဆုံးမှာအနားလေးမှာတစ်ချက်တိုးလိုက်ပါဟုတ်ပြီပြီးရင်ဒီနားလေးသွားတိုးမယ်ဆိုလို့ရှိရင်လည်းဒီပြန်ဆင်းလာပြီးဒီ line ရဲ့အစွန်ဆုံးလေးမှာတိုးလိုက်ပါတိုးမဲ့ခါသူ့ရဲ့အစွန်ဆုံးမှာ end point ဆိုတာလေးပေါ်လာပါလိမ့်မယ်အဲဒီ end point လေးနေရာမှာတစ်ချက်တိုးလိုက်ရင်ကျွန်တော်တို့ triangle shape လေးရပါပြီဒါလေးကိုလက်ရှိကျန်တဲ့ဟာလေးအဆုံးသတ်ဖို့ကဘယ်လိုတတ်မလဲဆိုရင် enter လေးခေါ်ပြီးအဆုံးသတ်ပါဒါဆိုရင်ကျွန်တော်တို့ triangle လေးရပါပြီအလဲကမြင်းလေးကိုမလိုချင်ဘူးဆိုရင်မြင်းလေးကိုတစ်ချက်တိုးပြီးတော့ keyboard ထဲကနေ delete လေးနှိပ်လိုက်ပျောက်ပါတယ်ဟုတ်ပါပြီအဲဆိုလို့ရှိရင်ဒီ line ဆွဲနည်းလေးကိုလေ့ကျင့်ကြည့်ပါနောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ